အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အစုကစာအုပ်လေးတအုပ်ကြောင်းပေါ့နော်စာအုပ်တအုပ်ကိုဘာသာပြန်ကြပြီးတော့မှတခါရဲ review လေးတွေပါလုပ်ပြသွားပြီးမှဖြစ်ပါတယ်တအုပ်လုံးတော့မဟုတ်သေးဘူးပေါ့နော်ဇူဖတ်ပြီးတဲ့အထိပေါ့နော်စာအုပ်ကတော့သူက English version ပေါ့နော် When the Crown Cat ဆိုပြီးတော့မှအမည်ရပါတယ်ရေးထားတာတော့ Heather ရေးထားတာပါ Heather ကဒါဒီစာအုပ်ကတခြားနိုင်ငံထုတ်တာမဟုတ်ပဲနဲ့မြန်မာနိုင်ငံမှာပဲထုတ်ထားတာပါဒါကဒီ local ထဲမှာပဲ Heather ဆိုတဲ့သူကလည်းဒီအမျိုးသမီးကလည်းဒီ local ကပဲမြန်မာလူမျိုးပါပဲပေါ့နော်သူကဒီစာအုပ်လေးကိုထုတ်ထားတာပါစာအုပ်ကတော့ English version ပဲရှိပါသေးတယ်စိုင်းနှိုင်းကို zoom မေးကြည့်ရပေါ့နော်မြန်မာ version မရှိသေးပါဘူး English version ပဲရှိသေးတယ်အဲ့တော့ဒီစာအုပ်ကလေးကိုဇူးပေါ့နော် Crown Designer ဖြိုးဟန်ကျော်က recommend လုပ်ထားတာပါဖတ်ဖို့အဲကြောင့်ဇူးကဒါလေးကိုဖတ်ကြည့်ထားတာပေါ့နော်အဲ့တော့ကိုဖတ်ပြီးတဲ့အထိဇူးကဒီ notebook ထဲမှာမြန်မာလိုလေးတွေချရေးထားပါတယ်ဒါလေးကိုဇူးကဒီနေ့ပြန်ပြီးတော့မှဖတ်ပြမှာပါအဲ့တော့အရင်ဆုံးပေါ့နော်စာအုပ်ကလေးရဲ့အဖုံးမှာပေါ့နော်Behind the sparkle the system bleeds ဆိုပြီးတော့မှသူကရေးထားသေးတယ်စာအုပ်ကလေးကိုmovie တွေမှာဆိုရင်ဘာအမျိုးအစားလဲဆိုပြီးတော့မှရှိရလေသူရဲ့ jeans ပေါ့နော်အဲ့တော့ဒီစာအုပ်ကကျတော့ mystery ဖြစ်တယ်သူက fictional ပဲစံတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်ကလေးကတေးပေမဲ့အစိတ်ပြင်းတဲ့စာအုပ်လို့လည်းပြောလို့ရတယ်အဲ့တော့ဇူကစပြီးတော့မှဇူမှတ်ထားတာလေးကိုဖတ်ပြပါမယ်ဒီမှာပေါ့နော်ဇူမြန်မာလူလေးတွေပြန်ပြီးတော့မှရေးထားပါတယ်အဲ့တော့ဒီနေ့ကတော့တစ်မျက်နှာကိုဖတ်ပြပါမယ်ပထမဆုံးအနေနဲ့ခေါင်းစဉ်လေးက When the Crown Cats When the Crown Cats ကိုသူကအဓိကအတိအကျနဲ့ဘာသာပြန်လို့တော့မရဘူးပေါ့နော်သူ့ကိုဘာသာပြန်ကြည့်တာပေါ့ဆိုတာဒီချာလေးစူးစမ်းပြီးတော့ပြန်ကြည့်ရတဲ့အခါမှာကံကြမ္မာကတိတိကျကျဖြတ်ဝင်တဲ့အချိန်ဒါမှမဟုတ်အမှန်တရားကိုဓာတ်ရိုက်ထိတွေ့တဲ့အချိန်ဒါမှမဟုတ်ပြောင်းလဲမှုတွေစတင်တဲ့အချိန်ဆိုပြီးတော့မှဘာသာပြန်ကြည့်လို့ရပါတယ်ဒီခေါင်းစဉ်လေးပေါ့နော်တိုက်တယ်ပေါ့အဲ့တော့ပထမဆုံးအနေနဲ့ chapter 1ပေါ့ chapter 1ရဲ့ခေါင်းစဉ်ဟာဆိုရင် outskirts of Aurelia ဆိုပြီးတော့တိုက်တယ်ရပါတယ်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုရင်ဒီ Aurelia ဆိုတဲ့မြို့ရဲ့စင်ကြီးဖုံးဆိုပြီးတော့မှအဓိပ္ပာယ်ရတယ် Aurelia ဆိုတဲ့ country ကိုပေါ့နော်နိုင်ငံကိုရှာကြည့်မယ်ဆိုရင်Google မှာပဲဖြစ်ဖြစ် ChatGPT မှာပဲဖြစ်ဖြစ်ရှာကြည့်ရင်တော့မရှိဘူးပေါ့နော်မရှိဘူးဆိုတော့သိရတယ်အဲ့တော့ तू ကဒါက fiction နဲ့ဆန်ဆန်ပဲ fiction ဆန်ဆန်ပဲစိတ်ကူးရင်ဆန်ဆန်ပဲဒီဟာရေးထားတယ်ဆိုတော့သိရတယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ဖတ်အောင် Lila Reyes ဆိုတာကဒါကဒီစာအုပ်ရဲ့အဓိက main character ဖြစ်တယ်ပေါ့နော် तू ကကောင်းပါလေ Lila Reyes ဆိုပြီးတော့မှသူ့နာမည်ကသူ့အလိုနာမည်ခေါ်ရပေါ့နော်သူလီလာလို့ပဲလဲဆက်ပြီးတော့ဇောခေါ်သွားဖို့ရှိပါတယ်အဲ့တော့ Lila Reyes ဆိုတဲ့ကောင်မလေးကဒီ Aurelia ဆိုတဲ့နေရာမှာသူကနေထိုင်တာပေါ့နော် Aurelia country မှာနေထိုင်တာဖြစ်တယ်အဲ့တော့ဒီ Aurelia ဆိုတာကကျတော့ဒါ fictional place တစ်ခုပဲ fiction ဆန်ဆန်နေရာတစ်ခုပဲဒါကတကယ်ဒီကမ္ဘာပေါ်မှာတော့မရှိဘူးပေါ့နော်စူဆန်တလောက်ကတော့မတွေ့ဘူးပေါ့နော်အဲ့တော့ဒီလီလာဆိုတဲ့ကောင်မလေးကဆင်းရဲတဲ့အတိုင်းဝိုင်းကနေပြီးတော့လာတာဖြစ်တယ်သူကစင်ချေဖုံးမှာနေထိုင်တာဖြစ်တယ်အဲ့တော့သူ့ရဲ့အိမ်မက်တွေကတော့ကြီးမားလွန်းနေပေါ့နော်သူမကမနက်တိုင်းလို့ပေါ့နော်စားလေလေးတွေတိုက်ခိုက်ပြီးတော့သမုတ်တရားရဲ့အရာသာအပြည့်အဝရှိတဲ့နေရာလေးမှာနေထိုင်လာတာဆိုရင်နှစ်20ရှိခဲ့ပြီဖြစ်တယ်အဲ့တော့သူမနေထိုင်တဲ့မြို့လေးရဲ့နာမည်ကျတော့ Fair Hollow ဆိုပြီးတော့မှအမည်ရတယ်ဒီ Aurelia ဆိုတဲ့ country တွေက Fair Hollow ဆိုတဲ့မြို့လေးမှာသူမနေထိုင်တာဖြစ်တယ်အဲ့တော့အဲ့ဒီမြို့လေးမှာဆိုရင်ပင်လယ်ရဲ့တိတ်ဆိတ်နေတယ်ဆိုတာကဘယ်တော့မှမကြုံခဲ့ရဘူးပင်လယ်ရဲ့တိုးတိုးလေးပြောမယ်ကျဲလောင်စွာអော်မယ်ရှည်ပြစ်လိုက်မယ်ငိုကြွေးနေမယ်အဲ့ဒါကိုလီလာလေးကနှလုံးသားထဲကနေပြီးတော့မှခံစားပြီးသိမြင်တတ်တယ်သူမရဲ့အမေကဆိုရင် day shift ကော night shift ကော double shift နှစ်ခုလုံးလုပ်နေတာဖြစ်တယ်ဒါပေမဲ့သူမရဲ့မောင်လေးကတော့ပြဿနာတွေဓာတ်တွေကနေပြီးတော့ထွက်ပြေးနေရတယ်လေလီလာလေးကသူမရဲ့သပင်အနက်ရောင်အရှည်ကြီးကိုပင်လယ်လေလေးတွေနဲ့ထုံးထားတတ်တယ်သူမရဲ့လက်တွေကတော့အမြဲတမ်းမှင်တွေပေပွားနေအောင်ဘယ်လိုလဲဆိုရင်သူမရေးနေကြ
သူမလက်ရေးဆိုးလေးတွေနဲ့ရေးနေကြ notebook လေးကိုရေးပြီးတာနဲ့သူမရဲ့လက်မှာမှင်နေပေပွားသွားတတ်တာအဲ့တော့ Mr. Devans ပိုင်နဲ့အချုပ်ဆိုင်တေးသေးလေးအဲ့အချုပ်ဆိုင်ကတော့အဟောင်းလေးပေါ့နော်အဲ့အချုပ်ဆိုင်တေးသေးလေးမှာလီလာကအလုပ်လုပ်နေတာဖြစ်တယ်အဲ့တော့သူမကဘယ်လိုမျိုးအလုပ်လေးတွေလုပ်နေရလဲဆိုရင်အဲ့ဒီအချုပ်ဆိုင်မှာစက်ကတ်တွေရဲ့အောက်နားလေးတွေကိုချုပ်တယ်ကြဲသီးတွေလည်းတက်ပေးတယ်ပြီးတော့သူမကမီးရောင်တွေအောက်မှာဖဲသားနဲ့လှုပ်ထားတဲ့ဝိယုံကိုဝစ်နေတဲ့အိမ်မက်ကိုလည်းမက်နေတတ်သေးတာဒါပေမဲ့ Aurelia ဆိုတဲ့မြို့မှာဆိုရင်အိမ်မက်တွေကဈေးကြီးတော့တယ်အဲ့တော့ဒီနေ့ဆိုတော့ဒီထိပဲဖတ်ပြပါမယ်အကယ်၍သင်ကစိတ်ဝင်စားရဲဆိုရင်ဇိုးကို follow ဒါမှမဟုတ်လဲ add ခဲ့ပြီးတော့ဇိုးရဲ့ဒီ vlog လေးတွေဆက်လာမဲ့ vlog လေးတွေကိုစောင့်မျှော်လို့ရပါတယ်အဲ့တော့ဒီနေ့တော့အားလုံးမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေနော်တတား